အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်မှာထပ်မံမိတ်ဆက်ပေးမယ်အိမ်လေးကတော့ကလောမျိုးရဲ့ VIP ရက်ကွက်မှာတည်ရှိတဲ့အိမ်ကောင်းကောင်းလေးတစ်လုံးနဲ့ကျွန်တော်မိတ်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျဒီအိမ်လေးရဆိုရင်ကျွန်တော်တို့ကလောမျိုးမှာနိုင်စီကနေလာမယ်ဆိုရင်လည်း3မိနစ်ဝန်းကျင်နဲ့ဒီအိမ်လေးကိုရောက်ရှိမှာဖြစ်ပါတယ်ချိန်လမ်းမီတင်မှာတည်ရှိရဖြစ်ပါတယ်ကလောမျိုးမှာလည်းနေခြင်းနဲ့အင်ကြီးအိမ်ကောင်းနဲ့နေခြင်းတဲ့သူတွေအတွက်ကျွန်တော်တင်ဆက်ပေးခြင်းဖြစ်ပါတယ်ခင်ဗျဒီအိမ်လေးကသူကမြေပြင်အခြေကတော့မျက်နှာစာပေတရာနောက်ပိတ်ပေတရာတစ်ဖက်ကတော့89တစ်ဖက်ကတော့89ပဲရှိပါတယ်230 gram မျိုးစားလေးဖြစ်ပါတယ်ဒီလမ်းလေးကတော့ဒါချိန်လမ်းမှာကျွန်တော်တို့အိမ်လေးတွေကိုဝင်ကြည့်လိုက်ရအောင်ဒါတော့အိမ်ရှိမှာကားပါကင်လေးကြဲဝန်းလေးရှိတာကိုတွေ့ရပါတယ်ဒါတော့ဘေးမှာလည်းသူကမြေဒီလိုမျိုးကြဲလေးကျန်ပါတယ်ဟုတ်ကဲ့ကလောမျိုးရဲ့ချက်ချကြတဲ့နေရာမှာနေရှင်တဲ့လူတွေအတွက်အိမ်အသင်းပါပြီးသားဖြစ်ပါတယ်ဒါကျွန်တော်တို့အိမ်လေးတွေကိုဝင်ကြည့်လိုက်ရအောင်သူကအိမ်လေးတွေဝင်လိုက်ပြီဆိုတာနဲ့ဒါကတော့အိမ်ခန်းလေးဖြစ်ပါတယ်ကျွန်တော်solar system တွေလည်းတက်ထားပြီးသားပါဒါလေးကတော့ဖျားခန်းလေးဖြစ်ပါတယ်အိမ်လေးကသူကစောက်ထားတာက RC ဆိုတော့တော်တော်လေးကိုကောင်းပါတယ်အောက်မှာလည်းသူကပါကေးတွေခင်းထားပြီးသားပါဟုတ်ကဲ့ဒါလေးကတော့အိမ်ခန်းပေါ့ပထမဆုံးအပေါ်ထက်က master room လေးဖြစ်ပါတယ်ဒါတော့2ယောက်အိမ်ခန်းလေးပေါ့တော်တော်လေးကိုကောင်းပါတယ် master ခန်းဒါတော့သူ့ရဲ့အထက်ကယူကန်နဲ့တွန်းလာလေးပါဒါတော့သူ့ရဲ့ဝရန်ဒါလေးပေါ့ဒါလေးကတော့ခန်းနေမြင်ရမယ် view လေးဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်နောက်တစ်ခန်းလေးကိုသွားကြည့်လိုက်ရအောင်ဒါလေးကတော့ဒုတိယမြောက် master room လေးဖြစ်ပါတယ်ဟုတ်ကဲ့ဒါတော့3ယောက်အိမ်ခန်းလေးပါကလောမျိုးမှာလည်းနေခြင်းနဲ့အင်ကြီးအိမ်ကောင်းနဲ့နေခြင်းတဲ့တွေအတွက်အဆင်သင့်လက်တင်နေမဲ့အိမ်လေးတစ်လုံးဖြစ်ပါတယ်ဒါကတော့ယူကန်အိမ်သားလေးပါရေဘူးရေးဆက်တွေလည်းတက်ဆင်ထားပြီးဖြစ်ပါတယ်တော်တော်လေးကြည့်ရခင်ဗျအိမ်လေးကလည်းတော်တော်လေးအရန်ကိုကောင်းတယ်ခင်ဗျလက်တင်နေရုံပါပဲဒါလေးကတော့ဒီဘက်ခန်းနေထွက်ကြည့်ရမယ်ဝရန်တာလေး view လေးပါခုဒါလမ်းမြင်နေရတော့တီတာလမ်းမယူလမ်းမြင်နေရတာပါစကားမဆက်ဒီရှိရမြေကွက်လေးကလည်းရောက်မှာပဲဖြစ်ပါတယ်တီတာလမ်းမဲတင်ရပေါ့ဒါတော့ချန်ပေးမှသူကမြေတော်တော်ကြဲလေးကိုကြံသေးရခင်ဗျနောက်ထပ်အိမ်တစ်လုံးစာကိုထပ်ဆောက်လို့ရပါသေးတယ်ဟုတ်ကဲ့နောက်ထပ်ကျွန်တော်တို့ပေါ်တက်မှာတော့သူကအိတ်ခန်းပါမယ်ဖျားခန်းပါမယ်မာစတာရွန်နှခန်းပါပါမယ်ခင်ဗျပြီးရင်တော့ကျွန်တော်တို့ဒါပေါ်ထက်ကနေပြီးတော့မှမြင်ရမယ့် view လေးပါဒါအပေါ်ထက်ဝရန်တာလေးပါပေါ်ထက်ကနေမြင်ရမယ့် view လေးကလည်းဒီလို view လေးရှိမယ်ခင်ဗျဒါတော့ဟိုမှာမြင်နေရတာတော့ဒါ Gloria model လေးဖြစ်ပါတယ်နောက်ထပ်သူကလူကြီးမြတ်မြေထက်လိုချင်တယ်ဆိုရင်လည်းဒီဘက်ဘေးကနှစ်ကွက်ကလည်းရောင်းမှာဖြစ်ပါတယ်ဒီဘက်ဘေးကနှစ်ကွက်ကတော့သူကနှစ်ကွက်ပေါင်းကို11,000ခေါ်ထားပါတယ်သူလက်ဂရမ်မြေပါပဲ
ဟုတ်ကဲ့ဒါအောက်ထပ်လေးကိုဆင်းကြည့်လိုက်အောင်ဒါတော့အောက်ထပ်ဆင်းတဲ့လေကားလေးပါအောက်ကပတ်ကေးလေးနဲ့တော်တော်လေးကိုကောင်းပါတယ်ဒါတော့အောက်ထပ်မှာမြင်ရတဲ့သမင်းစားခန်းလေးပါဒါလေးကတော့ kitchen area လေးပါဟုတ်ကဲ့ဒါလေးကတော့ kitchen မှာဒါလေးကတော့ဒါအောက်ထပ်ကနောက်ထပ် master room အခန်းလေးပါရေဘူးရေးတက်ထားပြီးသားပါဟုတ်ကဲ့ဒါလေးကတော့အောက်ထပ်ဝရန်တာပါဟုတ်ကဲ့ပါဒါလေးကတော့အောက်ထပ်က3ယောက်ခန်းလေးပါဟုတ်ကဲ့ဒါလေးကတော့အောက်ထပ်ကရိုးစင်ငယ်ခန်းလေးပါအဲ့ကတော်တော်လေးကိုကောင်းမွန်ပါတယ်ဒါတော့အောက်ထပ်ကနောက်ထပ်ချိုးကိုင်းတာတွန်းလိုက်လေးပါဇီတော့ကောင်းလေးတုံးပေးထားပါတယ်မိဖို့ခန်းကလည်းကြဲဝန်းလေးရှိတယ်တန့်ရှင်းတယ်ခင်ဗျဒါကတော့အင်ရှိနဇာလေးပါတော့ဘေးမှာလည်းဒီလိုမျိုးဆင်းတယ်လေကားလေးတစ်ခုလည်းရှိတယ်ခင်ဗျဒါတော့အိမ်ရဲ့အောက်ဆုံးတက်ကိုဆင်းတဲ့လေကားလေးပါချိန်လမ်းမီးတစ်မှာတည်ရှိတယ်အင်ကြီးအိမ်ကောင်းနဲ့နေခြင်းနဲ့ဆိုတော့တစ်ချိန်မိနစ်အတွက်အရန်ကိုအဆင်ပြေတဲ့အိမ်ဝင်းလေးပါဟုတ်ကဲ့ဒါလေးကတော့ခြံထဲကပတ်မယ်လေးစိုက်ထားတဲ့ဟာလေးပါဒီဘက်ဘေးခြံဘက်ဘေးမြေကွက်လွတ်လေးရတော့သူကအိမ်တစ်လုံးစာတော့ကောင်းကောင်းထပ်ဆောက်လို့ရပါသေးရဲ့ဟုတ်ကဲ့ဦးကြီးမင်းတို့အနေနဲ့ကလောမျိုးလေးမှာအိမ်ပါလက်တင်လေးနဲ့ VIP ရက်ကွက်မှာနေခြင်းနေဆိုရင်တော့ဒီအိမ်လေးရှိပါမယ်ဂရမ်မြေမျိုးစားလေးပါပေကျယ်လေးကိုကျွန်တော်ပြန်ပြောပါမယ်ပေကျယ်ကမျက်နှာစာ100နောက်ပေ100တစ်ဖက်က89တစ်ဖက်က89ပေအကျယ်မှာရှိတယ်နှစ်30ဂရမ်မြေဖြစ်ပါတယ်ရေမီအသင့်အဆင်ပြေပါတယ်နိုင်စဉ်ကနေလာမယ်ဆိုရင်3မိနစ်ဝန်းကျင်နဲ့ခြံလေးကိုရောက်ရှိမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီအိမ်လေးကိုစိတ်ဝင်စားလို့ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဈေးနှုန်းလေးကလည်းပိုင်ရှင်နဲ့ထိပ်တိုက်စိတ်ကြိုက်ဈေးညီနိုင်လို့ရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ